ဘဝမှာကြီးကြီးတက်ချမ်းသာကြွယ်ဝခြင်းနဲ့ငွေတွေကိုမလိုချင်လောက်အောင်ရခြင်းနဲ့ဆိုလို့ရှိရင်တော့အခုကျွန်တော်ပြောပြမယ် skill တက်ကျွမ်းမှု၄ခုကိုဆရာတဆူဖြစ်ထားဖို့လိုပါတယ်ကျွန်တော်အခုဆိုလို့ရှိရင် youth finance ဆိုတဲ့လူငယ်တွေကိုငွေကြေးနဲ့ပတ်သက်တဲ့ပညာသင်ပေးနေတဲ့အချိန်မှာနော်ကျွန်တော်ဒီ frame လေးကိုကျွန်တော်သင်ပြတယ်အဲ့တော့သူတို့ဘယ်နေရာလိုပဲဖြစ်ဖြစ်ဘာလုပ်ငန်းမယ်လို့ဘလို့တက်ကြွမှုတွေပဲရှိဒီ skill လေးခုကိုဒါကိုကဆရာတဆူဖြစ်ထားမယ်ဆိုလို့ရှိရင်ချမ်းသာကြွယ်ဝမှုတွေမဖြစ်မနေရမယ်ဆိုပြီးတော့မှကျွန်တော်သင်ပေးတယ်အဲ့တော့အခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်လူငယ်တွေလည်းကိုယ့်ရဲ့ဘဝမှာချမ်းသာကြွယ်ဝမှုရခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ skill လေးခုကို master ဖြစ်ထားဖို့နံပါတ်1 skill ကတော့ကျွန်တော်တို့ problem solving skill ဖြစ်ပါတယ်အဲ့တော့ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့တက်ကြွမှု skill ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပြဿနာကြီးမားတွေဖန်တီးဖြေရှင်းပေးနိုင်လေကျွန်တော်တို့ငွေများရလိမ့်မယ်ဒါကြောင့်မလို့ချမ်းသာနေတဲ့ကြွယ်ဝနေတဲ့သူတွေကဘာလို့ကြလဲ product ထုတ်ကုန်တွေ service ဝန်ဆောင်မှုတွေကိုထုတ်တယ်ထုတ်ပြီးတော့မှအဲ့ဒီထုတ်ကုန်တွေဝန်ဆောင်မှုတွေကလူတွေရဲ့ပြဿနာတွေကိုအကောင်းဆုံးဖြေရှင်းပေးတယ်ပြဿနာကြီးလေပတ်စံပိုရနေလေပဲဒါကြောင့်မလို့ကျွန်တော်တို့က problem solving skill တွေတိတ်ကိုအရေးကြီးပါတယ်လူတွေမှာဘာပြဿနာတွေတက်နေလဲအဲ့တော့ကိုကဘယ်လိုပြဿနာဖြေရှင်းပေးလို့ရမလဲဆိုတာဖြစ်နံပါတ်1 skill ကတော့ကျွန်တော်တို့ marketing skill ပါ marketing skill အဲ့တော့ marketing ဆိုတာကကိုယ့်ကိုလူတွေသိအောင်လုပ်တာကိုဘာတွေလုပ်နေသလဲဆိုတာကိုသိအောင်လုပ်တာကိုကဘယ်နေရာတွေမှာကျွမ်းကျင်နေတယ်လဲဘယ်နေရာတွေမှာ expertise ဖြစ်နေတယ်လဲဆိုတာကိုသိအောင်လုပ်တာအဲ့ဒါသိပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလူတွေကိုလိုက်ရှာနေစရာမလိုတော့ဘဲနဲ့လူတွေကကိုယ့်အစီကိုရောက်လာမှာလာဝယ်ကြမှာဒါကြောင့်မလို့ကျွန်တော်တို့က marketing skill ကိုအကောင်းဆုံးအမြင့်ဆုံးဖြစ်အောင်လုပ်ထားဖို့နံပါတ်3 skill ကတော့ sales skill ရောင်းတတ်ခြင်းရောင်းတတ်အောင်လုပ်ပါအဲ့တော့ကျွန်တော်ခဏပြောတယ်ရောင်းတယ်ဆိုတာက sales is not sellingရောင်းတယ်ဆိုတာကရောင်းချခြင်းမဟုတ်ဘဲနဲ့ sale means helping လူတွေကိုကူညီခြင်းဖြစ်တယ်เนาะလူတွေမှာပြဿနာတက်နေတယ်အဲ့ဒီပြဿနာတော်တွေကနေထွက်သွားနိုင်အောင်ကူညီပေးတာဒါမှမဟုတ်လူတွေမှာ desire လိုချင်တဲ့စိတ်ဆန္ဒတွေရှိတယ်အဲ့ဒီစိတ်ဆန္ဒတွေကိုကျွန်တော်တို့ကရအောင်လုပ်ပေးတာစူးစမ်းပေးတာဒီ sales ပဲဒါပေမဲ့ manipulate တော့မလုပ်နဲ့เนาะ manipulate တော့မလုပ်နဲ့သူတို့ကိုတကယ်ကိုကူညီခြင်းနဲ့ဆန္ဒနဲ့တကယ်ကိုအလုပ်ဖြစ်တဲ့အရာတွေကိုရောင်းပေးပါနံပါတ်4 skill ကတော့လူတော်များများမလုပ်ဖြစ်ကြအောင်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ skill ပါ chat trainer เนาะ chat trainer တခါအဲ့တော့ပြောချင်တာကိုယ့်ရဲ့ထုတ်ကုန်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေကိုလူတွေများနိုင်သမျှများအောင်เนาะလုပ်တာဝယ်ယူတဲ့သူတွေများနိုင်သမျှများအောင်လုပ်တာအဲ့တော့တခါ create လုပ်ထားတယ်အချိန်ပေါင်းသိန်းချီတောင်းချီရောင်းလို့ရအောင်လုပ်ထားတာအဲ့တော့လွယ်အဲ့တော့ကုန်ကြစိတ်နည်းနဲ့ product တွေဖန်တီးထားတယ်အဲ့ဒါတွေကိုလူများနိုင်တယ်များအောင်ဝယ်အောင်စူးစမ်းတာဒါကို scale လုပ်တယ်လို့ခေါ်တယ် SCALE ကိုကဒီကျွမ်းကျင်မှု၄ခုမှာသာ master ဖြစ်ထားမယ်ဆိုရင်ဘဝမှာကြီးတဲ့ချမ်းသာကြွယ်ဝမှုတွေရလိမ့်မယ်ငွေတွေကိုမလိုချင်တော့ကိုရပါလိမ့်မယ်တခုတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်ကိုတခုတွေးလိုက်နိုင်တာများရှိရင် comment မှာ yes လို့ရေးပြပါဦးဒီဗီဒီယိုစုပ်ထောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုညံလင်းအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ